လူတွေရဲ့တဏ္ဍာမှာလောဘတွေဖြစ်ရင်ဆင်းရဲဖို့ပဲတဲ့ဒေါသတွေဖြစ်လာရင်ဆင်းရဲဖို့ပဲမောဟတွေဖြစ်နေတာဆင်းရဲခြင်းအကြောင်းပဲဒီလိုကာဝယ်ဖို့အတွက်ဝင်ရင်ကနေနောက်ကြတော့ဘာလို့ဆိုလှဖို့ဆိုဖြစ်လာဒါပိုးလာတယ်လို့ထားမယ်နော်ပိုးလာလှဖို့ပဖို့ဆိုတာကျတော့ခုနမူလရည်ရွယ်ချက်တည်းပိုးလာတယ်အဲ့ဒါကြောင့်မလို့ပို့ပြီးတော့အလုံးလုံးနေကြတာလူတွေမှာနောက်တစ်ခါနေစရာဆိုတာဘာအတွက်တုံးလို့ဆိုဥဒုဘေးရန်နေအကာဝယ်ပြုဖို့မချင်ရင်လေးစတဲ့သရဝါတွေရဲ့အကာဝယ်ဖြစ်ဖို့လေမုန်တိုင်းစတဲ့သဘာဝအန္တရာယ်ရဲ့အကာဝယ်ဖြစ်ဖို့အဆောက်အအုံဆိုတာလိုအပ်လာတဲ့လူတွေအဲ့ဒါကမူလရည်ပဲချက်နောက်ပိုင်းကျတော့မဟုတ်ဘူးဘေးကလူတွေလူထင်ကြီးအောင်လို့နော်လူထင်ကြီးအောင်လို့ဒီတိုက်ကောင်းကောင်းနဲ့နေနိုင်တယ်လို့စီစဉ်ခံဖို့ဆိုတာတွေအတွက်ဘာဖြစ်လာဒါတွေကဒီမူလရည်ရွယ်ချက်တွေပိုးလာတယ်လို့သူတို့ပြောတာပိုးလာတော့ဘာလို့ပိုးပြီးလုံးလုံးရပြန်တာပေါ့အဲ့တော့ဆိုလိုတာကလူတွေရဲ့တဘာဝလူဘဝရလာလို့ရှိရင်စောင်းဝတ်နေရေးအတွက်အသက်ရှည်ဖို့အတွက်ဒါတော့လောက်ရမယ်လို့တို့ဆိုတာလောက်ရသို့သောလောက်ရမယ်ဆိုတာတဲ့လူတွေဟာပို့ပြီးတော့ပစ္စည်းဥစ္စာတွေရှာဖွေစုဆောင်းလာကြတဲ့အခါဘာတွေပိုးလာတော့ဆိုလောဘတွေပိုးလာတယ်လောဘနောက်ကဘာလိုက်လာဒေါသနော်ဒေါသကိုရင်ကြီးကြီးနဲ့ပေးတာကိုယ်အကျိုးစီးပွားကိုကာကွယ်ဖို့ဆိုတာလေးနဲ့အဲ့ဒါဒေါသပဲလေဘာသုံးလာလက်နဲ့ပဲကိုကျိုးစီဝါကိုကာကွယ်တာဘာနဲ့ကာကွယ်တော့လက်နဲ့ကဘာမှာကြီးကြီးပေါ့နိုင်ငံတကာမှာကိုယ်နိုင်ငံနဲ့မလောက်လို့သူများနိုင်ငံသွားစီးပွားရှာပြီးတဲ့အခါမှာကျိုးစီးပွားကာကွယ်ဖို့ဆိုပြီးတော့ကိုယ်ပစ္စည်းကိုလာပြီးတစုံတစ်ယောက်ကလူယူမယ်ကြွကြော်လာမယ်ဆိုရင်ကာကွယ်ဖို့ဆိုတဲ့အနေနဲ့ဘာလုပ်တာတော့ဆိုလက်နဲ့တိုက်တာပဲလေအဲ့တော့လောဘနောက်ဒေါသပါလာတယ်လို့ဒီလိုပြောအဲ့တော့လောဘတွေဒေါသတွေများလာတာဒီလောဘဒေါသမောဟတွေရဲ့အပြစ်ကိုမမြင်ဘူးဆိုလို့ရှိရင်မောဟကပါပြီးသားဖြစ်သွားလူဘဝမှာဥစ္စာဒဏဥစ္စာလူဘဝမှာဒဏဥစ္စာရှာကြရတာတော့ခုနကမူလရည်ရွယ်ချက်ကတော့အသက်ရှည်ရည်တည်ဖို့အတွက်ရှာတာရှာရင်ကနေပြီးတော့လူတွေဟာကျဲလာတဲ့အခါကျတော့လောဘတွေကလည်းများလာတယ်ဒေါသတွေကလည်းများလာနောက်ဆုံးကြတော့ကိုယ့်ဟာနဲ့ကိုယ်ဒုက္ခရောက်ကုန်ကြတာပဲအကုန်ဒါလောကကြီးဒီခုလုံးကိုတေချာစဉ်းစားကြည့်နော်မြတ်စွာဘုရားဟောတာအဲ့ဒါပဲအဓိကလူတွေရဲ့တဏ္ဍာမှာလောဘတွေဖြစ်ရင်ဆင်းရဲဖို့ပဲဒေါသတွေဖြစ်လာရင်ဆင်းရဲဖို့ပဲမောဟတွေဖြစ်နေတာဆင်းရဲခြင်းအကြောင်းပဲဆင်းရဲခြင်းအကြောင်းတရားတွေကိုချမ်းသာကြောင်းထင်ပြီးတော့နေ့စဉ်နဲ့အများလုပ်နေကြတော့လုံရင်နဲ့ချမ်းသာဒုက္ခကနည်းနည်းရပြီးတော့ဆင်းရဲတာတွေကအများကြီးဖြစ်လာခုကြည့်နေစောင်းဝတ်နေပြည့်စုံမှုအတွက်လုံးပိုင်းရင်ကနေပြီးအားရတယ်နားရတယ်မရှိတော့ဒါတွေရှာလိုက်တာတကုန်းတနေကုန်ပြီးကိုမပြီးနိုင်ဘူးရှာလိုက်ရနေပြီးတော့နောက်ဆုံးကြတော့လည်းမလုပ်တော့ထားပစ်ခဲ့ရပြန်တာပဲဒီလိုနဲ့သွားပြန်ဟိုတကယ်စဉ်းစားကြည့်မယ်ဆိုရင်လူတွေရဲ့အနေထားအဲ့ဒါမျိုးပဲဖြစ်ဘဝတစ်ခုရှိနေတုန်းလေးကတော့အသုံးတဲ့နေတာပေါ့နော်အသုံးတဲ့နေတယ်ဆိုတော့ကိုယ့်ဒီခုံယူနိုင်တယ်ဝင်ကြွားနိုင်တယ်မောနိုင်တယ်ဒါလေးတော့ဟုတ်တော့ဒီလောက်ပဲရှိတာပဲလေလောက်ပဲရှိတာချမ်းသာလို့လဲသမင်းပိုစားနိုင်တာမဟုတ်အိပ်ရာလည်းတိုက်ဆယ်လုံးရှိလို့လဲကိုအိပ်တာတက်လဲတက်အိပ်တတိုက်ပဲအိပ်လို့ရမယ်အိပ်ရာလည်းဒီတအိပ်ရာပဲ50ခုတခါလဲအိပ်လို့ရတာမဟုတ်တာသို့တော့ရှာလို့ဖွေလို့မဆုံးနိုင်ဘူးမဆုံးနိုင်တာဘာကြောင့်ဖြစ်နေတယ်ဆိုတာလူတွေရဲ့တဏ္ဍာမှာအတိုင်းအဆမရှိတဲ့လောဘတွေများလာတယ်ဆိုတာအမှန်တမ်းထင်ရှား